မနေ့စာကိုကျုပ်လာလေးစိုက်ခဲ့ပါရှင်မြောင်းနေကြိုက်ပြီးဆိုကြိုက်ပြီးတာဒီရှိပိုင်းတွေမှာလေးကျမစကားအဲ့လောက်သိနေများသေးနောက်ပိုင်းလေးဆိုအမလေးထိုင်များတော့မှနောက်ထောင်ပေးကြနော်ကားဆက်ထွက်ပါပြီယေးလေးကတော့လမ်းမှာတွေ့သမျှအကုန်စိုက်ပါတယ်တော့ရိုက်ထားသမျှလေးအကုန်ဒီဗီဒီယိုထဲမှာထည့်ပါတယ်ထည့်ထားသမျှလေးအကုန်ကြည့်ပြကြပါရှင်အဲ့လိုမျိုးတွိုင်းနေကျမတို့ဒီလန်ခီရဲ့တဝက်မှာဒီအမြန်လမ်းနေဆင်းခဲ့ရပြီပေါ့နော်285မိုင်နှစ်ဖားလုံးမှာကျမတို့ဒီအမြန်လမ်းနေဆင်းခဲ့ရပါတယ်အမြန်လမ်းမှာရောက်တော့တလန်းလုံးကတစ်ပင်တွေကနည်းနည်း6တဲกว่าသေးတာဒီကြောက်ပရောင်လမ်းကိုဆင်းခဲ့ခါရောက်တော့တစ်ပင်တွေကလည်းပို့ပြီးတော့ဆင်းဆိုးလာတယ်နဲ့အညာကြတာဆိုတာအမကပို့ပြီးဆင်းဆိုးတော့ကန်စားရတယ် and then တစ်ပင်အဝါလေးတွေပေါ့နော်ပန်းဝင်ဝါလေးတနခါမမီလေးတွေတခြားဘာပန်းမီလေးလည်းမသိဘူးမမီတော့အဲ့ဒီလည်းတွေ့ရပေါ့နော်အဲ့တော့တလန်းလုံးလည်းမပြင်းရပါဘူးပြုတ်ခဲ့ရပါတယ်ရှင် We are heading to ကြောက်ပလောင်ပေါ့ဒါကြောက်ပလောင်ရေကမှာပြီပါတကယ်ရောက်မှာထလာပါပြီ No အဲ့ဒါနဲ့နည်းနည်းလေးလိုက်ကရင်ဘယ်ချိန်လဲတော့မသိတော့ပေါ့နော်အဲ့လက်ပံပြာကိုရောက်သွားတယ်အဲ့လက်ပံပြာမှာဦးလေးကကားရပေးပေါ့ကွယ်ထမင်းစားနာဖို့အဲ့နဲ့အဲ့ဆိုင်ကအဲ့ဘာလဲအဲ့အသားအရင်ဟင်းနေအစုံနဲ့အသားတစ်ပွဲကို9500တဲ့9500အရန်စီကြည့်ရဲ့မတန်ဘူးလို့ခံစားရတယ်အဲ့ဒါနဲ့ okay ဟိုအသားမစားဘူးပေါ့ကျုပ်ကြော်နေဆိုဘယ်လောက်လဲလို့မိလိုက်တော့ကျုပ်ကြော်နေဆို2500လား3000လား I don't remember exactly အဲ့နဲ့ okay အဲ့နဲ့တစ်ဖွဲ့လုံး6ရောက်သွား6ရောက်လုံးကျုပ်ကြော်နေစားခဲ့ပါတယ်ရှင်ဆွနာပြောတာမှသွားလို့နော်အဲ့ဆွနာကျုပ် half fry နဲ့သူ့ရဲ့အရင်လေးနဲ့သမင်းလေးနဲ့ကထိုးတော့တုံးနေမှာပါဘာဖြစ်ဖြစ်ဘယ်လောက်သက်တာလဲ၄လောက်သက်တာလေးပကံပူတာအဲ့ဒါရေးပြီးမနေ့စာကျုပ်ပလာတာစားတာက3500အဲ့တော့ထိုးတော့9000ကျပါပြီပေါ့နော်အဲ့တော့မှဒီဂိတ်ကနေEmperor Hotel ကိုသွားဖို့ကတစည်းကို3000တင်တယ်အဲ့တော့ဟုတ်တယ်အဲ့တော့တရက်ကို9000အဲ့တော့အမတရက်ကို9000ကုန်နေအဲ့တော့ဒီမှာထိုးတော့12000ကုန်ကြပါပြီအဲ့ဒီပတ်ထနော်ဆွနာကကားမပြောရသေးလို့ပါကားဂျီဂျီကဟိုကနေဒီမန်လေးကနေပကံလာတာဂျီဂျီနဲ့21,800ပါအဲ့တော့ဆွနာကဘယ်လောက်ဖြစ်သွားပြီလဲအဲ့တော့ဆွနာက12000ရဲ့အခုက21,800ရဲ့3,800ဖြစ်သွားပါပြီရှင်အဲ့နဲ့ကျမတို့ဒီဟိုတယ်ကိုသွားတယ်ဟိုတယ်ရောက်တော့12နာရီမဟုတ် sorry 2နာရီမထိုးသေးဘူး12ခွဲကျော်တနာရီဝင်းကျင်တော့ဖြစ်မယ်ထင်တယ်အဲ့တော့ဟိုတယ် check in လိုက်ရ2နာရီမှဆိုတော့အဲ့နဲ့ဟိုတယ်ကို lobby မှာထိုင်ရပြင်တော့ဟိုတယ်ကိုပက်ကြည့်ရတယ်ပြင်လာတော့ lobby မှာပြန်ဆောင်နေပေါ့နော်အမှ2နာရီရဲ့ထုတ်ကနေရောက်သူတို့ကအခန်းကိုလိုက်ပြပါတယ်အဲ့တော့အခန်းကtotal တယောက်ကိုတညကို3000အဲ့တော့3000ဆို2ညဆိုတော့6000ပါအဲ့တော့6000ရင်ဆွနာက3,800ထင်တယ်9,3,800ဖြစ်သွားပါပြီရှင်အဲ့ဒီမှတ်ထားနော်9,3,800ဒီမှာဟာအဲ့ဟိုတယ်ရောက်တော့ရေချိုးပြီးတော့ခဏနာရေချိုးပြီးတော့ခါတော့ညနေခင်းစထွက်ကြပါပြီအဲ့မှာ e-bike ခဏတော့ပြန်တော့ကြည့်လိုက်အောင်ပဲအဲ့တုန်းက e-bike ကနေတဝက်စီနဲ့ယူလိုက်တာဆိုတော့တစည်းကို8000အောင်ပါအဲ့တော့တယောက်ကို4000ဖြစ်သွားပါပြီအဲ့တော့ဆွနာက9,3,800ထင်တယ်နော်အဲ့ဒါနဲ့အခု400နဲ့ပါတော့9,9,800နော်
မထနော်အဲ့နဲ့ကျွန်တော်တို့ဒီ e-bike လေးနဲ့ညနေပိုင်းပကံကိုဟိုဘက်ဒီဘက်ရှောက်ကြည့်ပါတယ်အဲ့တော့ပကံကိုအရင်တော့အေးရမီသားဆိုနေကိုင်းနေပဲတော့ကွယ်အဲ့ဒါကိုလေလမ်းနေလေသိချာမကြည့်ဒါပေမဲ့အဲ့ကလမ်းနေနေအခုလမ်းနေနေရောက်တော့တိတ်မတူအရင်တော့ရောက်တော့လမ်းအဟောင်းနေတော့အခုကဒီလမ်းမကြီးအစ်စ်ကနေတော့ခါတော့မမီတော့အဲ့ဒါနဲ့အကုန်လုံးမက်ကိုကြည့်ပြီးတော့အနေကျမတို့တွေအဲ့တိုင်းသွားနေအဲ့ဒါကြီးကလေရွာရောက်နေရသည်လားအဲ့ဒါလမ်းရမှားတယ်လမ်းမနေလည်းမသိဘူးဆက်သွားတာပဲနောက်ဆိုဟိုးကိအဲ့တော်တော်လေးကိုကြောင်နေနေကြတဲ့ခါမှအကုန်လုံးပြန်ကွေးလာတာပါအဲ့ဒါနဲ့ပြန်ကွေးလာပြီးဟဲ့ဒီနောက်တည်းလှရဲဆိုပြီးရိုက်ဆိုပြီးတော့မှတပုတ်နေရိုက်ကြတယ်အဲ့မှာဆွေးတဲ့နဲ့နောက်ထပ်ကတော့ဟိုရှိရောက်သွားပြီကျမတို့ဒီလေးယောက်ကတော့ဒီနားမှာတပုတ်နေရိုက်နေခဏကြံခဲ့ပါတယ်ရှင်အဲ့ဒီညနေမှာပဲတမင်းကြီးဖျက်လေးရောက်သွားပြီပေါ့နော်အဲ့နဲ့တွိုင်းတဲ့နောက်ထပ်အဲ့ကျမတို့သွားခြင်းနဲ့ဆက်ကိုရောက်သွားတယ်ဒါပေမဲ့အဲ့ဆက်အတွက်အင်ကြီးတက်ရှိပြီးသားကွာအဲ့တော့အင်ကြီးနဲ့မရိုက်ချင်တဲ့အတွက်နောက်ရက်ရောက်ရင်လည်းအဲ့ဆက်ကထပ်သွားအောင်ပါအဲ့ဒါနဲ့ညနေစာရောက်တော့ဒီအဘရဟိုတယ်ရှိရဟာမိုနီဆက်တော့ဆိုင်မှာစားရတယ်ပေါ့နော်အဲ့မှာဗာလဲပွင့်ကြီးသမင်းတော့ဖိတ်စားခဲ့ပါတယ်ပွင့်ကြီးသမင်းတော့က2500အဲ့တော့စနာက98,800နဲ့2500နဲ့ပေါင်းတော့တသိန်းနဲ့မှ300ဖြစ်သွားပြီเนาะအဲ့ဒါမှတ်ထားတော့ first day မှာတသိန်း300ကုန်သွားပါပြီအဲ့နဲ့ကျမတို့တွေဟိုတယ်ပြန်ရောက်တော့လေအဲ့ outfit တွေထက်လေးပြောခါတော့ပေါ့နော်ဟိုတယ်ဝင်နေမှာပဲတော့နေထက်ရိုက်ကြပါသေးရဲ့ဒါကတော့ဟိုတယ်မှာစားခဲ့တဲ့ breakfast လေးဖြစ်ပါတယ်ရှင်နောက်ပြီးတော့ဒါကဒီဟိုတယ်ဝင်းထဲကဖျားလေးမှာပဲတပွင့်ရခဲ့တာပါဒါကတော့ဒီရွှေစည်းကောင်မှာကလေးလေးဖျားသမိုင်းရှင်ပြနေရပေါ့နော်ဖျားသမိုင်းရှင်ပြကလေးလေးကိုတယောက်ကို1500နှုန်းပေးလိုက်ပါတယ်ပြီးတော့ဒီနောက်မှာကလေးလေးရိုက်ပြီးတပွင့်နေပါပါတယ်အဲ့မှာအဲ့နေ့တနေ့စာအတွက်မနက်ခင်း9:00နာရီနေည6:00နာရီဒီ e-bike ကတစည်းကို1000ကျွဲနှုန်းဆိုတော့တယောက်ကို9500ပေါ့နော်အဲ့ဒါရဲ့ပြီးတော့ဒီကျစ်စမီကျစ်တာက1000လူလိုက်ပါတယ်အဲ့တော့အဲ့မှာတင် total ကမနီးယားနဲ့ပေါင်း1,300ကုန်သွားပါပြီရှင်အမအနန္ဒဖရာကြီးကိုရောက်တော့ပါပြီဒါကတော့တက်ရဲ့တဖူးမွန်ရေးဖြစ်ပါတယ်ဒါလည်းတဖူးမွန်နဲ့တက်ဖြစ်ပါတယ်တက်က e-bike မောင်းလာတာပါအမဆိုရင်တော့ဒါကဘာဖျားလဲမသိတော့မိသွားလို့အမကျမတို့တပုတ်နေထိရိုက်ခဲ့ကြတယ်အမကေရဲ့တဖုံးမုံရဲ့တရဲ့ကဒီရွှေစည်းခုံကဝယ်လာတဲ့အင်ကြီးလေးခေါင်းဝင်လေးဝတ်တာပါအမလေးတဖုံးပေါ့ sorry ဆွမြတ်ထက်နဲ့လောင်းဝင်ထက်ရဲ့ကနေရကွဲသွားဘယ်မှာကွဲသွားလဲမသိတော့အမကျမတို့လေးယောက်ကတက်သူတို့ယောက်ကတက်လေးဖြစ်သွားတာပေါ့နော်နောက်ပြီးတော့ကျမတို့နေလေစာကိုအမအိတ်ဖျန်းနေမလဲတိနည်းနည်းလေးမိသွားလို့ sorry နော်အမအိတ်ဖျန်းရှိမှာစားတာပေါ့နော် okay ဝတ်သားထုတ်တူဆိုင်မှာအိဆိုင်ဝတ်သားထုတ်တူအရင်ကောင်းတယ်အဲ့ဝတ်သားထုတ်တူကတပွဲကို9000ဆိုတော့နေ့ကတပွဲစားရတော့2500ထမင်းစီတရား1500ဆိုတော့4000ဆွနာကတသိန်း1300နဲ့ပါပါမယ်တသိန်း1300 4300ကုန်သွားပြီပေါ့နော်မှတ်ထားပြီးပါအောင်အမကျမတို့ညနေခင်းပိုင်းဆန်းဆက်ရောက်သွားပြီအမကျမအဲ့မနေ့ကတော့ခဲ့တဲ့ဆန်းဆက်ကိုပဲရောက်နေဒီ outfit နဲ့ကျမထက်လာတာအမဆန်းဆက်ကိုရောက်တော့အမတန်ရချင်းနေတပုံနေရိုက်တယ်အနားမှာကျမတို့မနေ့ရောဒီနေ့ရောတပုတ်နေပြီးအဒီးစီကနေတငယ်ချင်းတယောက်တော့လက်ဆောင်ဝယ်လာပြီးတာက4000ဆိုတော့ total 3,800ကုန်သွားပါပြီရှင်ဒါကတော့နောက်ဆုံးနေ့ရဲ့ breakfast လေးဖြစ်ပါတယ်အဲ့ဒီနေ့လည်ကင်မှာပြန်มาဖြစ်ကြပါတယ်အဲ့ဒါနေ့လည်ကင်မှာပြန်တော့မှာကားကတနာရီကားထင်တယ်အဲ့တော့ဒီမနက်ကင်မှာပို့ပပလေးပဲဝစ်ပြီးတော့အရင်နေ့တွေကလမ်းအစ်စ်ကနေရှောက်လေရလေဒီနေ့ကတော့လမ်းအဟောင်းလေးကနေရှောက်လေကြပါတယ်အမ e-bike ကလည်းနေတော့ဖင်ကားဖြစ်တဲ့အတွက်စီးကို8000ဆိုတော့2ယောက်ဆိုတော့4000ပါအဲ့တော့ဆွနာက3,800နဲ့4ယောက်နဲ့ပေါင်းရင်3,200ထင်တယ်She moves like a map with no borders, a whisper caught in the wind. I see her boots at the corner cafe with a notebook and a grin. She
She's chasing skies I've never named while I stay in my lane. But something in the way she moves keeps pulling at my chain. Oh, traveler, you carry the sun in your stride, leaving behind what I hold inside. If I don't ask your name today, I may never get the chance to walk beside your wandering dance. She hums a tune I've never heard in languages I can't speak. She writes down cities on her wrist and dreams she'll never keep. I sip my coffee, miss my cue, still anchored by my fear. But time rolls on like open roads, and soon she won't be here. Oh, အဲ့နဲ့ကျမတို့တွိုင်းနဲ့တရပါတကားနာရတော့တရပါတကားနာမှာတပုတ်နေထည့်ကြပါသေးရှင်အမစမီရနဲ့လာဝတ်တဲ့နေ့ကဒီဘူဖေးရမှာဆိုတော့သူတွေဆက်လီစီမားတွေလာစီမလားဆိုတော့လည်းကျမတို့ဖားစီကြပါတယ်ဘူဖေးမှာဆက်လီစီကြတယ် AR မြစ်ထဲမှာပေါ့နော်မြစ်ထဲမှာခေါ်မှာမြစ်ပေါ်မှာလို့ခေါ် I don't know မြစ်ထဲမှာအမကျမတို့အရင်ပြောပါတယ်ကီခံဝဲရတော့ပစုံကျော်တို့ကြီးကိုကင်ထားပါတယ်ရှင်အမဆက်လီစီတာကတရားကို4,200ပါဆွနာက3,200,300အပေါင်း4,200ဆိုရင်3,200,600ဖြစ်သွားပါပြီအဲ့ဒီမှာထားပြအောင်နော်ဒါကတငယ်ချင်းတွေနဲ့အတူတူပထမဆုံးဆက်လီတူတူစီးပွားဆိုတော့အရင်ပြောပါတယ်မာတဲ့ကျမရတော့အရင်အထစ်ဖြစ်ပါတယ်ရှင်တပုံကတော့နေဘူးလို့လားမသိမျက်နှာလေးနည်းနည်းလေးဟောဖြစ်နေအမကီကတော့ဒီအထဲလေးပါပဲသူစားရုပ်ကနေအချိလည်းမနေဘူးအထင်းမှာထားနေရပေါ့နော်သူအေးစစ်စစ်လေးကျမရဲ့တက်တက်ကတော့အရင်ပျော်မျိုးပြီးတော့လေမဲကြောက်လာဆိုကြောက်ပါတယ်တက်တက်လေးတပုတ်နေရိုက်ပြီးတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီမှာဆက်လီစီတော့စိတ်နာကြီးကြော်ဝင်ကျင်တော့ဖြစ်နေပြီအဲ့ဆက်လီစီကိုမတိုင်ခင်ကနန်ဒရင်းလားနန်ဒရင်းလို့ခေါ်လား I don't know အဲ့ထက်လည်းဝင်ခဲ့သေးတယ်ပြီးတော့အမဆက်လီစီတယ်ဆက်လီဦးလေးကြီးကတွားလေးစီပတ်စံတော့2000လောက်တောင်ယူပြီးတော့လေအဲ့လမ်းတစ်ဝက်ပဲအဲ့ဆက်မအောင်ပေးရဟိုရတော့ကျမတို့အဲ့ဆက်ကြီးမအောင်အဲ့ဆက်လီရဒီတိုင်းပဲသွားနေအဲ့နဲ့စမောက်ပြောလိုက်ပါသေးသူကလေကျမတို့ပြန်ပြောတယ်ပေါ့ကွယ်အမပြီးမှဆက်လီပြန်မြောင်းပေးပါတယ်အမကျမတို့ပြန်ပါပြီအိတ်ပြန်မမတိုင်ခင်ကအဲ့ဟိုတယ်ကနေထမင်းပေါင်းဝယ်စားပေါ့နော်ထမင်းပေါင်းဈေးဘယ်လောက်လဲမသိသွားကြည့်လိုက်အောင်မယ်ဒီနေ့စားထမင်းပေါင်းက8000ပါအဲ့တော့ပြီးတော့အဲ့ပကန်းဒီမန်လေးပြန်တာကနောက်ထပ်2,800အဲ့တော့3,200,6,500ရေ8,000ရေ and then လောက်2,800ရေပေါင်းလိုက်တော့3,500,6,300ပါအမကျမတို့တိုင်းနဲ့ welcome to monthly မြို့ပြန်နေရောက်ရှိလာပါပြီရှင်အဲ့ဒီကျမတို့အနည်းများကတရားတာ9နာရီခွဲလောက်ဝင်ချင်းရှိတော့အဆောင်တစ်ပိတ်ကနော်အဲ့နဲ့အပြင်ကအင်းမာပဲငှားနေပါတယ်အင်းမာတများက1000ခွဲရေအဲ့ဒီကားကိတ်ကနေအင်းကိုသွားတာကတယောက်ကို3,300ရေဆိုတော့အမ3,900,4,600ကုန်ပါတယ်ပြီးတော့ကျမတငယ်ချင်းတွေလက်ဆောင်စုဝယ်ပေးတာ1000ရေပြီးတော့အဲ့ပကံသွားခင်များကစားတာနဲ့ဆိုရင်နည်းနည်းပေါင်းလိုက်တော့3,900,300လား800လားမသိဘူးကုန်ပါပါတယ်ရှင်ကြည့်ရှုပေးတဲ့သူတွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနောက်ဆုံးဗီဒီယိုကလေအဲ့ဒါ AI feature video ကြီးတော့သူက CapCut က AI ကအရင်မမိုက်သေးဘူးကွာအဲ့ဒါကိုပြင်လိုက်ရင်တော့ CapCut အရင်မိုက်သွားပြီ